ကောမဲကောလို့ဟိုးရှိရှိတုန်းကရွာသေးသေးလေးတူရွာမှာ ဖာတယ်မ တယောက်နေထိုင်တဲ့ ကလေးမတို့ဘာလုပ်နေလဲဖားခန့်နေရရှိလိုင်းမော်လုံးမဲ့လို့မရှိဘူး3000လေးမောင်လေးတစ်လျှောက်3000လားညာကြီးဆိုရင်1000ခွဲတော်တော့မယ်နော်ခုနကတော့ဟိုဟာကြည့်ကျင်တယ်ဒီဟာကြည့်ကျင်တယ်နဲ့ကြည့်လေလာလေမြင်မကြည့်ကျင်တာလေကြည့်စမ်းလာလေမြင်မကြည့်ကျင်တာလေကြည့်စမ်းဖားတယ်စပတ်မတောင်းနဲ့နော်စောက်စီမတောင်းနဲ့နော်မဝဲစောက်ပောက်ပိတ်ထားအားလာမချောင်းနဲ့တရောင်းစားတွေစပတ်နဲ့တေးပို့လိုက်မယ်နော်အဲ့ဒီအချိန်မှာပဲနေပြူလာဆိုတဲ့တောင်ပေါ်ကစုံမငယ်လေးက ဟာထွက်ခံကိုအတွက်လွန်ခဲ့တဲ့တစ်ပတ်ကပဲရွာလေးကိုဝင်လာခဲ့တဲ့သူမဈေးထဲမှာပတ်ကြည့်နေတော့လူကတ်ကိုတွေ့သွားတော့ချက်ချင်းပဲချစ်သွားတော့တာပေါ့ချက်လက်တာရှင်ကိုကိုမပါမတွေးရင်ကိုငါဒေါသတွေထွက်လာတယ်ဟတ်တာမပါလေအကယ်၍ငါနေ့ကိုချစ်တယ်လို့ပြောရင်ရောစိတ်မရှိပါနဲ့နင်ငါ့ကိုပြန်ချစ်မှာလားနေစောက်ခွက်ကိုလည်းနေပြန်ကြည့်လိုက်အောင်နော်ကွာလှတယ်လေဘာဖြစ်လို့လဲကြာခုတော့ခဏလေးတော့တငယ်ဟော့တယ်တင်းခေါ်နေရနော်မလိုက်ကြကောင်းပြီလေငါနေ့ကိုမပိုင်ရရင်တော့လေသမားလေးကိုဘယ်သူမှမပိုင်စေရဘူးဘာစုံမိုးဆွဲပါစီလင်းရှိတော့လေပန်းသိပါစီဝေရပါ2ပေါက်ပိုင်တော့10ပေါက်ဖြစ်သွားပါစီအဲ့လိုပြောပြီးတော့နေဗျူလာကလှည့်ပြီးထွက်သွားတယ်တဲ့ရွာထဲမှာတော့စူဇန်ကလူကတ်ကသူ့အိမ်လာပြီးလက်ထပ်ဖို့တောင်းရမ်းတာကိုအသက်တောင်မရှူနိုင်အောင်စောင့်ဆိုင်နေတာပေါ့ဒါပေမဲ့သူကတော့ရောက်မလာခဲ့ပါဘူးနောက်တစ်နေ့နေ့လည်းပဲငါတောင်းမှမာတယ်လူကတ်ငါအရင်စိတ်ဆိုးလို့ဖြစ်သွားတာပါအဲ့လိုပြောရင်းနဲ့ဆုံးမကလူကတ်ရဲ့ခေါင်းကိုတက်ပေးနေရင်ဆက်ချင်းပဲလူကတ်ကလူအဖြစ်ကိုပြန်ပြောင်းသွားခဲ့တယ်လူကတ်ငါတောင်းမှမာတယ်အချစ်ဆိုတာကပိုင်ဆိုင်ရမှာမဟုတ်ပဲတခါတလေတော့ကိုမပါပဲသူပြောနေတာကိုကြည့်နေရုံနဲ့အချစ်စစ်ဖြစ်နိုင်တယ်ဆိုတာငါနားလည်သွားပါပြီငါချစ်သူစီကိုငါချက်ချင်းသွားမှရမယ်ဆက်ချစ်တဲ့ရှုံးနေတာဒီဒီနဲ့ချစ်မိခဲ့တာပဲရှောင်းရင်းလေးချစ်တဲ့